အခုဆိုရင်ကျွန်တော်တို့ဓမ္မစိတ်ကြီးလမ်းမှာမွေးငါးလာမသိကျွေးနေတာအကျိုးကိုလမ်းပေးပါအဲ့ဒါကိုကျွန်တော်ကခုကနေလေတနာရွက်ထိုးပြီးတော့မင်းမစားတော့ပဲနဲ့သူ့အိမ်မှာဆွဲလိုက်မယ်လေကျွေးတဲ့နေရာတော့ကြောက်တော့ဟိုရှင်းဒီပတ်နေရှင်းတာပေါ့ခက်တင်နဲ့အသေးလိုအောင်ကြည့်လိုက်မယ်ဒီလိုတော့အညာကုန်စင်လိုက်မယ်ကဲဟိုရှင်းမတလားခေါင်းနဲ့ကြောက်ခက်တင်နဲ့သွားလိုက်တော့ရောက်ကုံအိုင်းလာတော့မသိအညာရှောင်းပေါ့ကြည့်လိုက်ထမင်းမှန်ပိတ်တာလားဟုတ်ပြီလေနေတော့ထွန်းကိုသားရရင်ကြည့်ကြည့်တာဟုတ်ရပန်းဟင်းနဲ့ဟုတ်ကျေးဇူးပါဆွဲပြီနော်ငါမဟုတ်စားလို့တော့ပြီးပြီခတိနဲ့ကုန်းဆင်းလိုက်တာမငါထဲလို့နည်းရှက်ပြေလောက်ရတာရှက်ပြေဘယ်လိုလောက်ရတာဟာထမင်းဆိုင်ကိုဖွင့်လာပါညာပေါ့ဒါမဲ့စလူလူလာကျူးတယ်ဆိုတာသိတယ်တမတက်တက်ပေါ့ဟောရှော့ပေါ့ဘိုင်ဘိုင်တတပါ